ကွင်းလေတိုင်းနေကစားသမားတွေဒါဝင်မဆွဲကြော်စင်လွင်တော့မလွယ်ဘူး။တိုင်းပေါ်မှာလည်းဘလူးတွေကိုပြန်လို့ပရိသတ်တွေအားလုံးကတော့ဘတ်စီကတော့လုံးလိုက်ပြန်ပြီ။ဘတ်စီကတော့ကြော်စင်လွင်ကိုငွေထိုင်းအကွက်တွေနဲ့လှုပ်တော့မယ်လို့အဲ့ဒီပုံတွေလည်းပြန်တက်နေရ။ဒီနေ့တော့ MNL League ဖလားပြိုင်ပွဲတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက MNL League ဖလားပြိုင်ပွဲတွေက quarter final ပွဲစဉ်တွေအားလုံးပြီးလို့အခုဆိုရင် semi final ပွဲစဉ်တွေမကြခင်ချိန်တွင်းမှာရှင်ပြိုင်ကစားတော့မှာလည်းဖြစ်ပါတယ်။ quarter final ပွဲစဉ်တွေအပြီးမှာကျွန်တော်ရန်ကုန် United နဲ့ Hunter United အသင်းတို့ကမိနစ်90အတွင်းဂိုးမရှိသေးကြပြီးတော့ penalty အဆုံးဖြတ်မှာရန်ကုန်က3ဂိုးတကူနဲ့အနိုင်ရပြီးတော့ semi ကိုတက်သွားပါတယ်။နောက်ထပ်တစ်ပွဲကတော့တကုံပိုးနဲ့ရန်နာဘုံအသင်းဒီနှစ်သင်းကလည်းပဲချီစွမ်းပိုင်းတူညီနေတဲ့နှစ်သင်းထိပ်တိုက်တွေ့ဆုံတာဖြစ်လို့မိနစ်90အတွင်းမှာဂိုးမရှိသေးကြပြီးတော့ penalty မှာတော့ရန်နာဘုံက9ဂိုး6ဂိုးနဲ့နိုင်ပြီးတော့ semi final ကိုတက်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်တစ်ပွဲကတော့ရခိုင်နဲ့ AR United အသင်းတို့ပဲဖြစ်ပါတယ်။ဒီနှစ်သင်းကကျွန်တော်တို့ပွဲကြိုမှာထင်ထားတာကနှစ်သင်းလုံးရဲ့စွမ်းဆောင်မှုတွေအရလက်ရှိရခိုင် United အသင်းရဲ့ကစားမရန်စုဖွဲ့မှုနဲ့ခြေစွမ်းပိုင်းကိုကြည့်ပြီးတော့အပြန်လန်သွင်းကိုတွေနဲ့ပို့ပြီးတော့အကျိတ်နဲ့ရှိလာမဲ့ပွဲကောင်းတစ်ပွဲလို့သုံးသပ်ထားပေမဲ့တကယ်တမ်းရှင်ပြိုင်ကစားတဲ့အချိန်မှာနိုင်ငံခြားသားနီးပြပိုလိုစီဘာကင်တွယ်နေတဲ့ရခိုင် United အသင်းကပြည်တွင်းနီးပြဦးချစ်နိုင်ကင်တွယ်နေတဲ့နိုင်ငံခြားသားကစားသမားလုံးဝမပါတဲ့ AR United အသင်းကို3ဂိုးပြည့်ဆိုတဲ့ရလနဲ့ရှုံးပေးခဲ့ရတာဖြစ်ပါတယ်။ဆိုတော့နောက်ထပ်တစ်ပွဲကတော့လက်ရှိချန်ပီယံအသင်းဖြစ်တဲ့ရှောင်းလိုက်တဲ့အသင်းနဲ့မြောက်ရီအသင်းတို့ပွဲစဉ်ပဲဖြစ်ပါတယ်။ဒါအားလုံးအသိပဲဖြစ်ပါတယ်။မြောက်ရီလိုအသင်းကရှောင်းလိုက်တဲ့အသင်းကိုရှင်ပြီးနောက်ဆင့်တက်ဖို့ဆိုတာဘယ်လုံးမှမဖြစ်နိုင်ပါဘူး။ကစားမရန်စုဖွဲ့မှုပိုင်းရရောဗန်နိုင်ရေးအခြေအနေရရောအဆဆရစီနဲ့ကြီးတို့ကွာနေတဲ့နှစ်သင်းထိပ်တိုက်တွေ့ဆုံတာဖြစ်တဲ့အတွက်ရှမ်းကတော့ quarter final မှာမြောက်ရီကို2ဂိုးပြတ်နဲ့အနိုင်ယူပြီးတော့တက်တောင့်တက်တာပဲ semi final ကိုတက်ရောက်သွားခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒီပွဲစဉ်တွေထဲမှာကျွန်တော်နည်းနည်း review လေးပြန်ပြီးတော့ပြောချင်တာကတော့ရန်ကုန်နဲ့ Hunter United အသင်းနဲ့ကျွန်တော်ရခိုင်နဲ့ AR United အသင်းအကြောင်းလေးဖြစ်ပါတယ်။ရန်ကုန်နဲ့ Hunter ကတော့တစ်ဖက်မှာကျွန်တော်ပြည်တွင်းမှာအကောင်းဆုံးနီးပြတွေကတူဖြစ်တဲ့ကိုမျိုးမင်းထွန်းကင်တွင်နေတဲ့ Hunter United အသင်းဟာသူကင်တွယ်ခဲ့တဲ့အချိန်ကစပြီးတော့ Hunter United အသင်းရဲ့ပုံစံကတည်တည်ငြိမ်ငြိမ်နဲ့ရှိလာတယ်လို့ပြီးခဲ့တဲ့မြန်မာ National League ဖလားဘောလုံးပြိုင်ပွဲတွေမှာလည်းအမှတ်ပေးစရာရဲ့အဆင့်2နဲ့3ဆိုတဲ့နေရာတွေမှာရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဆိုတော့တစ်ဖက်ကရန်ကုန် United အသင်းကတော့ဒါ Hunter လို့မဟုတ်ဘူး။ဗန်နိုင်ချင်နေရရောတောင်းတင်တယ်။ကလပ်တင်းမှာရှိနေတဲ့ကစားမအင်အားစုဖွဲ့မှုပိုင်းကလည်း Hunter တဲ့စာလို့ရှိရင်အဆက်ဆက်ရရကွာခြားပါတယ်။ရာသီကျိုးပြင်ဆင်မှုပိုင်းတွေကိုကြည့်မယ်ဆိုရင်နိုင်ငံခြားသားကစားမ3ဦးလောက်ထိခေါ်ယူထားပြီးတော့အဲ့ဒီကပွဲမှာနီးပြကိုမျိုးမထွန်းအနေနဲ့ဒါတစ်ချိန်ကရန်ကုန် United အသင်းရဲ့နီးပြဟောင်းလေးဖြစ်တယ်။အဲ့ဒီကရန်ကုန် United အသင်းဟောင်းဖြစ်တဲ့ရန်ကုန် United အသင်းကိုသူပြန်ပြီးတော့ရင်ဆိုင်ရတဲ့အခါမှာအကောင်းဆုံးကြိုးစားပြီးတော့နိုင်ပွဲရဖို့အတွက်ပြင်ဆင်လာတာကိုကျွန်တော်တွေ့ရပါတယ်။ဆိုတော့ကိုမျိုးမထွန်းကပြည်တွင်းမှာသူ့ရဲ့ဒီဆွမ်းဆောင်မှုနဲ့သူ့ရဲ့အရေးချင်းတွေနဲ့ပတ်သက်လာလို့ရှိရင်အင်မတန်ဝါနာကြီးတဲ့နီးပြတူလို့ပဲကျွန်တော်ကြားပါပြောချင်တာကတော့ပြိုင်ပွဲတစ်ပွဲကိုအနိုင်ရဖို့အတွက်ဆိုလို့ရှိရင်သူကအနိုင်မခံရှုံးမပြီးစိတ်တက်နဲ့ပြင်းပြထန်တဲ့ကြိုးစားပြင်ဆင်လေးရှိတဲ့နီးပြတူလည်းဖြစ်ပါတယ်သူတစ်ချိန်ကမြန်မာလူချင်းကစားသမားဘဝမှာလည်းပဲဒီလိုပဲရှင်ပြိုင်ကစားခဲ့တဲ့ကစားသမားတူလည်းဖြစ်ပါတယ်ဆိုတော့အဲ့ဒီနေ့ကပွဲမှာရန်ကုန်ကိုကျွန်တော်တို့အဓိကကစားသမားတွေဖြစ်တဲ့အောင်မိုးထွေးတို့လာတဲ့မောရာတို့တန်းတိုးအောင်တို့ဝင်းမိုးကျော်တို့ဒီလိုကစားသမားမျိုးတွေနဲ့ပွဲထွက်ခဲ့ပြီးတော့ရန်ကုန်ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်ဆိုတော့တစ်ဖက်ကရန်ကုန် United အသင်းကတော့နီးပြဦးကျော်တွန်းကင်တွင်နေတာဖြစ်ပြီးတော့ရာသီကျိုးပြင်ဆင်မှုတွေအားကောင်းခဲ့တယ်လို့နိုင်ငံသားကစားသမား3ဦးလောက်ထိခေါ်ယူအားဖြည့်ထားပြီးတော့ဒီနေ့ဘောလုံးရာသီမြန်မာ National League မှတ်ပေးဖလားကိုပြန်လည်ရယူဖို့အတွက်ကြွေးကြော်ထားတဲ့ရန်ကုန် United အသင်းအနေနဲ့သူတို့ရဲ့အနီးကပ်ဆုံးပြစ်မှတ်ကတော့လက်ရှိချန်ပီယံရှောင်းလိုက်တဲ့အသင်းကိုကြော်ပြီးတော့ League ဖလားချန်ပီယံဖြစ်ဖို့ဆိုတဲ့ရည်မှန်းချက်ပဲဖြစ်ပါတယ်
ဒီမှတ်ချက်ကိုအောင်မြင်နိုင်အောင်ဆွတ်ဆောင်နိုင်ဘူးဆိုရင်တော့နီးပြကူကျော်တွန်းအနေနဲ့ရာထူးကနေထုတ်ပေခံရနိုင်တဲ့အခြေအနေတွေလည်းရှိပါတယ်ဆိုတော့လက်ရှိမှာအဲ့ဒီနေ့ကဒါရန်ကုန်ယူနိုက်တက်အသင်းအတွက်ခက်ခဲတဲ့ပြိုင်ဘက်အသင်းနဲ့ရှင်ပြိုင်ရတာဖြစ်တယ်လို့ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီးတော့အဲ့ဒီနေ့ကရန်ကုန်အနေနဲ့အဓိကကစားမတွေဖြစ်တဲ့ကျွန်တော်တို့ဒီဂျပန်လူမျိုးကစားမဖြစ်တဲ့အော်တိုစိုက်တိုတို့အီဆိုတို့ရာသာဇော်ဝင်းသိန်းတို့ဟိန်းစီယာလင်းတို့အသင်းကောင်းဆောင်ဒေးဗစ်တန်မိုဂူဒီလိုအမာကန်ကစားမတွေနဲ့ပွဲထွက်ခဲ့ပြီးတော့ဟန်တာရီကိုရှင်ကစားခဲ့ပေမဲ့ကန်စစ်ပိုင်းမှာတောင်းတောင်းတင်းတင်းနဲ့တမန်တိုက်စစ်တွေကိုအသုံးပြုပြီးတော့ပြင်ဆင်လာတဲ့ဟန်တာရီနဲ့တဲ့အသင်းကိုပထမပိုင်းမှာဘလို့မှကိုပေါချင်းချောင်းမှုမလုပ်နိုင်မင်းနဲ့ဂုံးရှိတဲ့နဲ့ပြီးခဲ့တယ်ဒုတိယပိုင်းမှာဟန်တာရီရဲ့ကစားမတချို့နည်းနည်းလေးကစားကြလာပြီးတော့ရန်ကုန်ယူနိုက်တက်အသင်းက PRP တိုက်စစ်ဆင်လာနိုင်ခဲ့ပြီမဲ့ထိရောက်တဲ့ကိုပေါချင်းချောင်းမှုတွေတိတ်မလုံနိုင်ခဲ့သလိုတိုက်စစ်မှုတွေအဆုံးသက်အားနည်းမှုတွေကြောင့်ပဲဂုံးမရခဲ့ပဲနဲ့ဒါမိနစ်60အတွင်းမှာတော့ဂုံးရှိတည်ဖြစ်ခဲ့တာပေါ့လေပယ်နယ်တီမှာတော့ကန်ကောင်းတယ်လို့ပဲပြောရမှာပါရန်ကုန်ယူနိုက်တက်တင်က3ဂိုးတခုနဲ့နိုင်ပြီးတော့ဆီမီဖိုင်နယ်တက်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်အကြောင်းကိုနည်းနည်းပြန်ပြီးတော့ပြောရမယ်ဆိုရင်အဆက်ဆက်ရဘောလုံးကစားမရန်စုဖွဲ့မှုပိုင်းငွေကြေးရပံ့ပိုးမှုပိုင်းမှာတာတဲ့ရန်ကုန်ယူနိုက်တက်အသင်းကဒီပွဲမှာဟန်တာရီယူနိုက်တက်အသင်းကိုမိနစ်60အတွင်းမှာနိုင်တင်တယ်လို့ထင်ပါတယ်ဒါပေမဲ့မနိုင်ခဲ့ဘူးကန်ကောင်းလို့သာဆီမီဖိုင်နယ်ကိုတက်ရောက်ခဲ့ရလည်းဖြစ်ပါတယ်ဆိုတော့တစ်ဖက်ကဟန်တာရီယူနိုက်တက်အသင်းကလည်းဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲနီးပြကိုမျိုးမင်းထွန်းလက်ထက်မှာအတင်းငိမ်ဆုံးပုံစံနဲ့သူ့ရှိတဲ့ခွန်အားနဲ့ပြည်တွင်းကစားမတွေနဲ့စုဖွဲ့ပြီးတော့ရန်ကုန်ကိုဒါပြိသက်ကြိုက်ခြေစွမ်းနေတော့ပြသသွားနိုင်ခဲ့တာဖြစ်ပါတယ်ဆိုတော့ပြောချင်တာကအုပ်စုပွဲစဉ်တွေကစပြီးတော့ကွာတာဖိုင်နယ်အဆင့်ထိဟန်တာရီယူနိုက်တက်အသင်းရဲ့ခြေစွမ်းပိုင်းတွေကကျွန်တော်တို့ချီကျူးစရာအခြေအနေတစ်ခုလို့ပြောမှာဖြစ်ပါတယ်ဆိုတော့ဆီမီဖိုင်နယ်ကိုတော့ဒါကံမကောင်းစွာနဲ့ပဲမတက်ရောက်နိုင်တော့ဘူးပေါ့လေဆိုတော့နောက်ထပ်တစ်ပွဲကတော့ကျွန်တော်ရခိုင်နဲ့ AR United အသင်းဖြစ်ပါတယ်ရခိုင်ကတော့အားလုံးသိတဲ့အတိုင်းပဲပေါ်တူဂီလူမျိုးနည်းပြပေါ်လိုစီပါကိုဒီပြိုင်ပွဲမစခင်လေးမှာအသေးအတန်ပြန်ပြီးတော့ခေါ်ယူထားသလိုနိုင်ငံခြားသားကစားမ3ဦးလောက်ထိလေခေါ်ယူအားဖြည့်ထားတဲ့ရာသီကျိုးပြင်ဆင်မှုတွေကရခိုင်ရဲ့တော်တော်လေးကိုကျွန်တော်တို့ပြည်သက်တွေအားကြရတဲ့ကျင်းနေစေကောင်းတဲ့အခြေအနေတွေပေါ့လေဒီလိုပဲကျင်းနေစေကောင်းတဲ့အခြေအနေတွေတစ်ခုကိုဖန်တီးပေးထားပေမဲ့ပြိုင်ပွဲတွေမှာဒီအသင်းရဲ့ဆွမ်းဆောင်မှုနဲ့ရလက်ပိုင်းတွေကိုကျွန်တော်တို့စောင့်ကြည့်တဲ့အခါမှာတော့ကျွန်တော်ထင်ထားသလိုဖြစ်မလားပဲကျင်းနေစေရမကောင်းတဲ့ရလက်တွေပဲတွေ့ရတာဖြစ်ပါတယ်ဆိုမနစ်ကရခိုင်ယူနိုက်တက်အသင်းရဲ့အခြေအနေကရာသီအစအခုလိုပဲလီဖလားပြိုင်ပွဲမှာနိုင်ငံသားနှိပြတွေခေါ်တယ်တိုက်စစ်မှုတွေအင်းနဲ့အားနဲ့ခေါ်တယ်ပြည်သက်တွေကတော်တော်အားသင့်ခဲ့ရခိုင်ယူနိုက်တက်အသင်းရဲ့အသင်းသမိုင်းတစ်လျှောက်မှာအမြင့်ဆုံးပြင်ဆင်မှုလို့တောင်ပြောလို့ရပါတယ်အမြင့်ဆုံးကစားမခေါ်ယူမှုကြီးအမခန်းလုပ်ခဲ့တာပေါ့လေဆိုတော့ဒီနေ့တော့ရခိုင်တော့ရန်ကိုစောင့်ကြည့်ရတော့မယ်ရှမ်းနဲ့ရန်ကုန်ရဲ့အဓိကပြိုင်ပွဲအဖြစ်ရခိုင်ကိုရှုမြင်လာကြတယ်ဒါပေမဲ့သူတို့ခေါ်ထားတဲ့ကစားသမားတွေကတကယ်ကိုစိတ်ပြက်စရာကစားသမားတွေဖြစ်ပါတယ်ဆိုတော့ဒါကိုအသင်းတော်ဝင်ရှိသူတွေအနေနဲ့လည်းကောင်းကောင်းလေးတော့စဉ်းစားဆင်ခြင်သင့်တယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့ကစားနိုင်ငံခြားသားကစားမဖြစ်ပြီးရော profile လည်းမကောင်းသူတို့ရဲ့စွမ်းဆောင်ရည်တွေလည်းဘာမှဂဂနနမသိရဘူးခေါ်လိုက်တယ်ကိုရှိရောက်လာတောက်တလွဲဆိုဒီလိုကစားသမားမျိုးတွေနဲ့ဖွဲ့စည်းထားတဲ့အသင်းကရေရှည်ပလန်လည်းမရှိဘူးရေတိုပလန်လည်းမရှိဘူးကျွန်တော်ထင်တယ်ဘယ်ပြိုင်ပွဲမှာအောင်မြင်မှာမဟုတ်ဘူးမနစ်ကဆိုလို့ရှိရင်လည်းမြန်မာနိုင်ငံနယ်လီဖလားပြိုင်ပွဲတွေမစခင်မှာစောစောပြောသလိုအုံနေချင်းနဲ့ခေါ်လိုက်တယ်လီဖလားမှာအောင်မြင်မှုလည်းမရရောဒီကစားမတွေနဲ့အကုန်လုံးလမ်းခွဲပြီးတော့အသင်းကဘာမှမသိဘူးမြန်မာနိုင်ငံနယ်လီမှတ်ပြီးပြိုင်ပွဲကြတော့ဒုက္ခတွေရောက်နေရောဒီကကျွန်တော်တို့ကြည်လင်းတို့ကြိုကိုတို့လိုဝါရင်ကစားမတွေကိုတောင်ခေါ်ပြီးတော့အားဖြစ်ခဲ့တာကိုကျွန်တော်တွေ့ရပါတယ်
ဒိုင်းနဲ့ပတ်သက်ပြီးတော့လည်းသတင်းထုတ်ပြန်ခြင်းအသေးစိတ်မရှိတဲ့ခါကျတော့ဘာတွေဖြစ်လို့ဖြစ်မှန်းလည်းမသိဘူးပရိသတ်တွေကဆိုတော့ဒါတွေကလည်းမြန်မာ national ကိုကလပ်အသင်းကိုပရိသတ်တွေစိတ်ဝင်စားမှုညော့နေစေရလို့ကျွန်တော်တို့မြင်ပါတယ်ဆိုတော့ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ကလပ်အသင်းနေနဲ့ကိုအသင်းအနေနဲ့ပတ်သက်တဲ့သတင်းအချက်လက် information တွေကိုစိုးသည်ဖြစ်စီကောင်းသည်ဖြစ်စီပရိသတ်တွေကိုဝေမျှပေးစီခြင်းပါလေဒါကသာကိုယ့်ရဲ့အသင်းကိုပရိသတ်တွေအနေနဲ့စင်စက်မပြတ်စောင့်ကြည့်အားပေးပြီးတော့စိတ်ဝင်စားရှိမှလို့လည်းအကြံပြုချင်ပါတယ်ဆိုတော့ထားပါတော့ဒါကတော့ဒီပိုင်းပေါ့လေအဲ့ဒီကပွဲမှာရခိုင်အနေနဲ့ကပြန်ပွဲတစ်လျှောက်အုပ်စုရင်းရှင်ပြန်လာတဲ့ပွဲစဉ်တွေလောက်တောင်မှခြေစွမ်းကမရှိဘဲနဲ့တမန်ခြေစွမ်းအောက်ရောက်ခဲ့ပြီးတော့နိုင်ငံသားနှိပြဖြစ်တဲ့ပိုလိုစေးပါအနေနဲ့တော်တော်လေးကိုအဆက်တကွဲအကျိုးနဲ့3-9 ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ရှုံးခဲ့ရတာဖြစ်ပါတယ်။ AR ကတော့အားလုံးသိတဲ့အတိုင်းပဲဥပဘောအောင်နဲ့လမ်းခွဲပြီးဒီနေ့ဘောလုံးရသည်အစကနေပြီးတော့ ISP နှိပြဟောင်းဖြစ်တဲ့ဦးချစ်နိုင်နဲ့လက်တွဲခဲ့ပြီးတော့မနစ်က ISP မှာဦးချစ်နိုင်ရဲ့ဒီဆက်ဆောင်မှုတွေကလည်းဦးချစ်နိုင်ရေရှည်ကင်တွေလာတဲ့ ISP အတင်းအားအားလုံးသိတဲ့အတိုင်းပဲပြန်ပဲအတင်းနဲ့ကိုဒုက္ခပေးနိုင်ပြီးတော့မမတန်နဲ့တုတ်ပြန်တဲ့အတင်းတင်းပြီးတော့တိုက်စစ်ပိုင်းကဂိုးရဖို့တွေပြင်ဆင်လာတဲ့တယ်လို့ပြန်ပွဲတစ်ပွဲကိုအနိုင်ရဖို့ချင်းကပ်တဲ့ခါမှာလည်းဦးချစ်နိုင်ရဲ့နီးဗျူဟာတွေကပို့ပြီးတော့ထိရောက်တဲ့အနေအထားမျိုးတွေကျွန်တော်တွေ့ရပါတယ်ဆိုတော့ဒီလိုနီးပြတယောက်က AR ရောက်လာတဲ့အခါမှာဥပဘောအောင်တဲ့စာလို့ရှိရင်ဦးချစ်နိုင်နဲ့လက်တွဲလိုက်တာ AR အတွက်ပို့ပြီးတော့မှန်သွားတယ်လို့ပြောမှာပါဆိုတော့ဒီရာသီစမြန်မာ National League ဖလားပြိုင်ပွဲတွေမှာဦးချစ်နိုင်ရဲ့နီးဗျူဟာတွေနဲ့ပဲ့ကင်လာခဲ့တဲ့အခြေအနေတစ်ခုက AR ရအခုဆိုလို့ရှိရင်ပြည်တွင်း League ဖလားပြိုင်ပွဲမှာ Semi Final ကိုတက်သွားခဲ့ပြီဖြစ်ပါတယ်ဆိုတော့ Semi Final ကိုတက်မဲ့အသင်းတွေထဲမှာ AR ပါမယ်လို့ကျွန်တော်တို့စောပိုင်းမှာထင်မထားခဲ့ပါဘူးဒါပေမဲ့သူတကယ်ကိုလောက်ပြသွားနိုင်ခဲ့ပါထိုက်တန်တဲ့ခြေစွမ်းတွေနဲ့ Semi Final ကိုတက်ခဲ့တာပါဆိုတော့ Rocket United လို့နိုင်ငံသားနှီးပြရှိတယ်နိုင်ငံသားကစားမ3လောက်ထိကိုတဲ့ကစားမအင်အားစုဖွဲ့မှုပိုင်းကအသာစီးရနေတဲ့အသင်းတစ်သင်းကိုပြည်တွင်းကစားမအများစုနဲ့ပဲစုဖွဲ့ထားတဲ့ AR United အသင်းက3-9 ဂိုးမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိအောင်စွမ်းဆောင်ပြီးတော့ Semi Final တက်ခဲ့တာပါဒါကတော့ဦးချစ်နိုင်ကိုကျွန်တော်တို့အားလုံးမလေးစားဘဲနေလို့မရပါဘူးဆိုတော့အဲ့ဒီကပွဲမှာအဓိကပြောချင်တဲ့အဖြစ်အပျက်လေးတစ်ခုကလည်းရှိနေပါတယ်နှစ်ဖက်အသင်းမှာကျွန်တော်အားလုံးသိတဲ့မျိုးလေရွေးစင်ကစားမဟောင်းတွေဖြစ်တဲ့ AR မှာဒါအသင်းကောင်းဆောင်ဖြစ်တဲ့ကျော်စင်လွင်ပေါ့ရခိုင် United အသင်းမှာတော့စီတူအောင်ကဟိုတလောကထိုင်းမှာသွားပြီးတော့ကမ်းမှာလို့နဲ့မြန်မာပြည်ပြန်ပြီးတော့ရောက်လာတယ်ရခိုင်ကပြန်ပြီးတော့ခေါ်ထားတယ်ဆိုတော့3 ဂိုးမရှိဆိုတဲ့ရလနဲ့ရှုံးနေတဲ့ရခိုင် United အသင်းရဲ့ကစားမတွေရဲ့စိတ်ထဲမှာအနေငယ်တော့မွန်ထူနေမှာပဲလို့တော့ကျွန်တော်တော့မြင်ပါတယ်ဒါဘောလုံးသမားတိုင်းနဲ့သိမှာဆိုတော့ဒီပွဲစဉ်ပြီးတော့မယ်အချိန်ပိုထပ်ဆောင်မိနစ်90ပြီလို့ထပ်ဆောင်အချိန်ပို9မိနစ်ခွင့်ပြုထားတဲ့အချိန်မှာထပ်ဆောင်အချိန်ပို4မိနစ်အတွင်းလောက်မှာပေါ့လေဒီကျော်စင်လွင်နဲ့စီတူအောင်နဲ့ပြဿနာလေးဖြစ်သွားတယ်။အမှ2ယောက်ဘောလုံးရှင်အလူမှာအနှင်းငယ်အထိခိုက်မိပြီးတော့စီတူအောင်ကဒီတစ်ဖက်ကဒီရခိုင် United အသင်းရဲ့အသင်းကောင်းဆောင်ကျော်စင်လွင်ရဲ့လေပင်ကိုညှစ်ပြီးတော့လက်သီးနဲ့အားရပါရထိုးတော့မယ်ကြိတ်တော့မယ်ဆိုရဲပုံစံမျိုးနဲ့ရွယ်ထားတာ။နောက်ကလူဘေးကကွင်းလေတိုင်းနေကစားသမားတွေဒါဝင်မဆွဲကျော်စင်လွင်တော့မလွယ်ဘူး။လိုင်းပေါ်မှာလည်းဘလူးတွေကိုပြန်လို့ပရိသတ်တွေအားလုံးကတော့ဘတ်စီကတော့လုံးလိုက်ပြန်ပြီဟိုဘတ်စီကတော့ကျော်စင်လွင်ကိုမွေထိုင်းအကွက်တွေနဲ့လှုပ်တော့မယ်လို့အဲ့ဒီပုံတွေလည်းဟိုပြန်တက်နေတာပေါ့လေဆိုတော့ဘောလုံးပွဲတစ်ပွဲမှာဒီလိုကိစ္စအရက်မျိုးတွေကတော့ဖြစ်လေဖြစ်တာရှိပါတယ်မဆန်းပါဘူးဒီလိုဖြစ်တာနဲ့ပဲမြန်မာ National ကြီးကစစ်တမ်းမရှိပါဘူးမြန်မာ National ကြီးမှာရှင်မြန်ကစားနေတဲ့မြန်မာကစားသမားတွေကစိတ်တက်တွေကဒီလိုတွေဆိုလို့ချင်းအသင်းကဘလို့လို့အောင်မြင်တော့မှာတော့ဖလားလီဖလားပြိုင်ပွဲကြီးကလည်းဘလို့လို့အောင်မြင်တော့မှာတော့ဒါမျိုးတွေချီတော့ကျွန်တော်ကသုံးသပ်လို့မရပါဘူးဘောလုံးကစားနေရတယ်အားလုံးကလူတွေပါဆိုတော့ဒီလိုကိစ္စရက်မျိုးတွေက
ကမ္ဘာမှာရှိတဲ့ဘယ်နိုင်ငံမှာမဆိုတကယ် professional အရန်ကောင်းပါတယ်ဆိုရဲဥရောပပြိုင်ပွဲတွေမှာတော့ဒီလိုပြဿနာမျိုးတွေရှိပါတယ် pro အရန်ဆန်တဲ့ဥရောပကလပ်အသင်းတွေမှာတော့ဒီလိုမျိုးတွေရှိပါတယ်ဆိုတော့ဒီပုံမှာတော့ကျွန်တော်တို့ကအထွေထူးစီတော်မားတယ်ကျော်စင်နဲ့မှားတယ်လို့တော့မပြောချင်ပါဘူးဒါပေမဲ့ပြောစရာရှိတာပါလဲဆိုတော့ဒီကစားသမားနှစ်ဦးစလုံးကဟိုတစ်ဖက်မှာအသင်းကောင်းဆောင်တစ်ဖက်ကလည်းဟိုအရင်ကွင်းလေကစားသမားဆိုတော့တစ်ချိန်ကမြန်မာပြည်သက်တွေမြန်မာလက်ရွေးစင်အသင်းတွေမှာအချိန်ကြာမြင့်စွာရှင်ပြိုင်ပါဝင်ကစားခဲ့တယ်လို့စီကိန်းပြိုင်ပွဲတွေမှာဆိုရင်ပြည်သက်တွေရဲ့အသေးဆွဲကစားသမားတွေဖြစ်ခဲ့တယ်ကျော်စင်လွင်တို့စီတူအောင်တို့ဆိုကျွန်တော်တို့ဗဇက်ဖျားမှာလုံးဝဆွဲနေတဲ့ကစားသမားတွေပြီးတော့အဲ့ဒီနှစ်ဖက်အသင်းမှာဆိုလို့ရှိရင်သူတို့နှစ်ဦးကဒါအသက်တွေကြီးပြီးတော့ဝါချင်းကစားသမားတွေဖြစ်တယ်ဒီလိုကစားသမားတွေကအခုလိုမျိုးကိုယ့်ရဲ့ဒီ professional ဆန်တဲ့ပြိုင်ပွဲအတွင်းတရင်ကဖြစ်ပေါ်လာတဲ့စိတ်တွေကိုမထိနိုင်ပဲလက်သီးလက်မောင်းတန်းနေမယ်ဆိုရင်နောက်မျိုးဆက်တွေကရင်လေးစရာဒါလေးတစ်ချက်ကိုသွားပြီးတော့တွေးမိလို့ပါဆိုတော့ထားပါတော့ဒါကတော့ရခိုင် United နဲ့ AR United အသင်းမှာဖြစ်ပျက်ခဲ့တဲ့ဒီအဖြစ်အပျက်ပေါ်မှာနည်းနည်းလေးထည့်ပြောလိုက်တာပါဒီအပေါ်မှာပရိသတ်တွေအနေနဲ့ဘယ်သူမှားတယ်ဘယ်သူမှန်တယ်ဆိုတော့လည်းပတ်သက်ပြီးတော့ကွန်မန့်မှာရေးထားပေးခဲ့လို့လည်းရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့ကတော့မြန်မာ National League Quarter Final ပွဲစဉ်နှစ်ပွဲအကြောင်းကိုနည်းနည်းလေး review နေပြန်ပြီးတော့သုံးသပ်ပေးရတာဖြစ်ပါတယ်ဒါက Quarter Final ပွဲစဉ်တွေကပွဲစဉ်နှစ်ပွဲအကြောင်းကို review နေနဲ့နည်းနည်းလေးပြောခဲ့တာဖြစ်ပါတယ်ဆိုတော့ semi final မှာတော့ရတနာဘုံနဲ့ရန်ကုန် United ရှမ်းနဲ့ AR United အသင်းတို့ထိပ်တိုက်တွေ့ဆုံနေပြီးတော့လာမယ့်ဇွန်လ23ရက်နေ့နဲ့24ရက်နေ့ဒီမှာဆက်ပြီးတော့ရှင်ပြိုင်စားတော့ကြမှာလည်းဖြစ်ပါတယ်ဒီပွဲစဉ်တွေအကြောင်းကိုပွဲကြိုသုံးသက်ချက်အနေနဲ့နောက်ထပ် video မှာဆက်ပြီးတော့တင်ပြသွားမှာကြည့်ရှုအားပေးဖို့အတွက်ကျွန်တော်ရဲ့ TikTok account လေးကို follow လုပ်ထားပြီးတော့အသေးပေး share ပေးထားဖို့မမေ့နဲ့နော်အားလုံးကျေးဇူးတင်ပါတယ်